အနန္တ၅ပါးကိုရှိခိုးပါ၏ဗျာအကြသွားပြီအနန္တ၅ပါးရှိခိုးပြီးတဲ့နောက်ဒီကနေ့1330နဲ့8ခုတဇောင်းမုံလဇန်4ရက်နေ့ညရန်ကုန်မြို့ကြည်မြင့်တိုင်ရပန်းပင်ကြီးလမ်းဖယားငါးစုဓမ္မယုံတဇောင်းတော်ကြီးရှိမှာဟောမဲ့ဇတ်တော်ကပြောခြင်းသူလူအများလိုက်ကြမလားဒါကိုဘုန်းကြီးဟောမှာဖြစ်ပါတယ်ဒီလိုဟောမဲ့ဇတ်လန်းကလည်းဘုန်းကြီးရှေ့ပိုင်းမှာဟောခဲ့ပြီးသားဖြစ်တဲ့ဖယားလူကြီးများနတ်ပြည်သွားဆိုသည့်အလျောက်ကတ္တဗမြတ်စွာဘုရားလက်ထက်ကနတ်ပြည်ကိုတက်သွားကြတဲ့16ယောက်ဖယားနှစ်စုအကြားမှာနတ်ပြည်ခံစားပြီးတော့ကျွတ်တို့ဂေါရမဘုရားလက်ထက်လူပြည်ကိုပြန်ပြီး16ယောက်ဆင်းကြမှာဖြစ်ပါတယ်ဆင်းဆိုကြားနေရောပရိသတ်ရေတောက်လျှောက်ပဲဆင်းကြပါစို့ကျွတ်တို့ဂေါရမမြတ်စွာဘုရားလက်ထက်တော်ဟောအထက်နတ်ပြည်မှငွေရှိကလေးထည့်၍16ယောက်ကလုံးဖယားကျွန်းဖြစ်နဲ့ခေါင်းလောင်းထိုးလှူပြီးတော့လာခဲ့တဲ့ဂေါပကလုတ်ခဲ့တဲ့တောတထဲသည်နတ်ပြည်ကလူပြည်ဆင်းလိုက်တော့ဟောကျွတ်တို့ရာဇဂိုမြို့နဲ့အတော်ဝေးကွာတဲ့ဌာနမှာကျွတ်တို့မုတ်ဆိုးကြီးသွားဖြစ်ကံပြစ်ချရခံရဣဒတောတထေခောဘကနတ်ပြည်ကဆင်းလာပြီးတော့တောကြီးထဲမှာပါသွားဖြစ်မုတ်ဆိုးကြီးကံပရိသတ်အကြောင်းကြောင့်အကျိုးဖြစ်တချို့ကံကိုသဘောမပေါက်ကံဆိုတာအလုတ်ဆိုတာကံကိုယုံကြည်ရင်မိမိလုပ်တဲ့အလုပ်ကိုယုံကြည်ပါကံကိုယူသေးရင်မိမိလုပ်တဲ့အလုပ်ကိုယူသေးပါကံဆိုတာကျွတ်တို့ကမ္မဆိုတဲ့ပါဠိကထွက်လာကမ္မဆိုတာမြန်မာလိုပြန်တော့အမှုဒီကကမ္မဆိုတာမြန်မာလိုပြန်တော့ပါတယ်အမှုကဘယ်နှခုရှိတယ်လဲ၃မှုရှိဘယ်နှမှုတော့ဆိုကြည့်သားမှာကာယကမ္မဝစီကမ္မမနောကမ္မခန္ဓာကိုယ်နဲ့လုပ်တဲ့အလုပ်ဆိုခန္ဓာကိုယ်နဲ့လုပ်တဲ့အလုပ်ပါးစပ်နဲ့ပြောတဲ့အလုပ်စိတ်နဲ့ကြံတဲ့အလုပ်အလုပ်၃ခုအမှု၃ခုရှိပါတယ်ပရိသတ်ကြီးဘယ်နှမှုတုံးပရိသတ်ကြီးအဲ့ဒီ၃မှုသည်တရားနာပရိသတ်ကြီးနေ့တိုင်းရှိမရှိရှိတယ်ခင်ဗျားတို့နေ့တိုင်းအမှု၃မှုရှိခင်ဗျားတို့ကယုံပြေကနာရောက်မှအမှုထင်တာခင်ဗျားတို့အမှုတွေလေဘာမှုတွေတော့ကာယကံမှုဝစီကံမှုမနောကံမှုမှန်လားပြိတ္တကြီးငွေရအောင်စီးပွားရေးလုပ်နေတဲ့စိတ်ကမကြံရဘူးလားဘာကံဖြစ်မနောကံစိတ်ကကြံတာဘာကံနော်ငွေရမှုနဲ့ပတ်သက်ပြီးတော့စီးပွားရေးအဆင်ပြေမှုနဲ့ပတ်သက်ပြီးတော့ဗဇက်ကမပြောဘူးလားဘာကံဖြစ်ဝစီကံငွေရမှုနဲ့ပတ်သက်ပြီးတော့နေ့စဉ်မနေ့မိုးလင်းမျက်နှာသစ်ပြီးအိမ်ကထွက်ခန္ဓာကိုယ်ကြီးနဲ့အလုံးမလုံးရအဲ့ဒါဘာကံဖြစ်ကာယကံဒါကြောင့်လူတွေရဲ့ဆင်းရဲချမ်းသာကိုပေးစွမ်းနိုင်တာဘယ်သူလဲကံဆိုတာဘယ်သူလုပ်တာလဲကိုလုပ်တဲ့အလုပ်သဘောပေါက်ရဲ့လားပြိဿကြီးကလေးတွေကစလူတိုင်းသဘောပေါက်သွားအောင်ဒါဘုန်းကြီးပြောနေတဲ့နည်းလေးပါဒါလို့ဆိုရင်လည်းသဘောပေါက်ပြီတချို့ကကံကိုနားမလဲတော့အိုကံရှိချမ်းသာလိမ့်မပေါ့ကွာအကံရှိစားရလိမ့်မပေါ့ဒီလိုထိုင်းနေုံနဲ့ချမ်းသာမလားပြိဿကြီးစ
စိတ်နဲ့ကြံတဲ့အလုပ်ပါးစပ်နဲ့ပြောတဲ့အလုပ်ခန္ဓာကိုယ်နဲ့လုပ်တဲ့အလုပ်ဒီအလုပ်တွေကိုမလုပ်ဘဲနဲ့ထိုင်းနေလို့ချမ်းသာနိုင်ပါဒီအလုပ်တွေကိုမလုပ်ဘဲနဲ့ထိုင်းနေလို့ကိုစားရပါကဲထမင်းချက်ပြီးပြီထမင်းအိုးထဲမှာဆန်ကထမင်းဖြစ်နေတယ်ဆန်ကဘာဖြစ်နေလဲကံရှိဝါလိမပေါ်ကွာဆိုပြီးမစားဘဲနဲ့ထိုင်းနေလို့ထမင်းလုံးကခြိတောင်းပေါက်ပါးစပ်ထဲဆင်းပါထမင်းစားခြင်းနဲ့စိတ်မနှောခံမလုပ်ရဘူးလားထမင်းခုဟဲ့စားကြဆိုဟဲ့ပါးစပ်ကဝစီကမလုပ်ရဘူးခန္ဓာကိုယ်ကြီးကထပြီးတော့မခူးရဘူးလားအလုပ်တွေဒါကြောင့်လစ္ဆတတ်တော့ငါတို့တွေဒီကံရှိချမ်းသာလိမ့်မပေါ့ဆိုပြီးထိုင်းနေလို့တော့မချမ်းသာကံရှိစားရလိမ့်မပေါ့ဆိုပြီးထိုင်းနေလို့တော့မဝကံဆိုတာအလုပ်ကံရှိစားရလိမ့်မပေါ့ဆိုပြီးထိုင်းနေလို့တော့မဝကံဆိုတာအလုပ်ဆိုတာကံဒါကြောင့်ချမ်းသာခြင်းသူမှန်သမျှသည်အလုပ်ကိုယူသေးပါကံကိုယူသေးပါဒီသားကြီးဘုန်းကြီးပြောတာသဘောပေါက်ရဲ့လားအဲ့ဒီသူပြုတ်ခဲ့တဲ့ကံအတိုင်းမဲ့တရားနာပြိဿကြီးဟာသူတို့ချင်းဆုံရမယ်ရေဆက်ဘယ်လိုနေမယ်တော့မသိဘူးခုတောပဲထွက်ပြီးမုတ်ဆိုးကြီးဖြစ်ရရှာပြီဒီသားကြီးတောတစ်ထေတောကြီးတဲ့ဘာလာဖြစ်ဟောနောက်ဘဝတုန်းကဂောဘကတထေကတော်လုတ်ခဲ့တဲ့တောတထေကတော်ကလူပြေသို့ဆင်းပြီးတော့ရာဇဂိုမျိုးတွင်တထေသမီးလေးဖြစ်ရှာသည်ဣဒကြီးဂောဘကတထေကတော်ကသဗ္ဗဘုရားလက်ထက်ကနတ်ပြည်တက်သွားတာဂေါရမဘုရားလက်ထက်လူပြေပါလာဖြစ်တထေသမီးလေးဘယ်မြို့မှာပါလဲရာဇဂိုမျိုးတထေသမီးလေးဖြစ်တော့မိဘအရေးကိုခေါ်လောင်းပြီးတော့ဘိုင်းကောင်းကြောက်ဖိပြီးပေါ့လေနေလာလိုက်တာကြမ်းကန်ထဲမှာဘယ်ချိန်ကသောတာပန်မတီးတယ်မသိဘူးပြိဿငယ်ငယ်ကလေးတွေကသောတာပန်လေးတဲ့လို့သောတာပန်တစ်ထေသမီးလေး14 6နှစ်အရွယ်ကလေးရောက်ပြီးတော့လာတော့ဟောကျွတ်တို့တောကြီးတွေကမုတ်ဆိုးကလည်းသားကောင်ငါးကောင်တွေတင်းလို့လှဲကြီးနဲ့ရာဇဂိုမျိုးတွင်သို့ဝင်အလားဧတမုတ်ဆိုးကြီးသားကောင်တွေတင်ပြီးလှဲကြီးနဲ့ဘယ်မြို့ဝင်လာပါလဲဖွင့်ကြည့်တဲ့အခိုက်မြင်ပြီးပြိဿကြီးမုတ်ဆိုးကြီးလှမ်းကြည့်ဟဲကြည်စမ်းခမောက်ကြီးဆောင်းလို့နေဘူးကြီးတဲ့ချွေးတက်လုံးလုံးနဲ့အင်ကြီးကလည်းမပါမဲလိုက်တဲ့အသားကလည်းသပိတ်ရောင်ကအရှုံးပေးရငါမတော့တက်ကြီးပေါ်ဟေးသူ့ဘဝကြီးကြည်ရတနာစရာကြီးပါလားတနာတဲ့ပြိဿကြီးပြိဿသောတာပန်လေးကမုတ်ဆိုးကြီးဘာဖြစ်တယ်မှတ်ထားကျွတ်တုလောကကြီးလေဒုက္ခဖြစ်ခြင်းတဲ့လူတွေဘယ်ကမှမစဘူးအဲ့ဒီတနာတာကစတနာရင်တော့သွားပြီလားအောင်ပြီဘယ်သွားတာတော့မမေးနဲ့အဲ့ဒီတနာတဲ့စီသွားတယ်ဖိုးကြီးတွေငကြိုးငနာစဉ်းစားကြည့်တနာတဲ့စီမြင့်တဲ့သကောင်မှောင်နဲ့မဲမွေးကိုင်းမှလည်းမကြောက်ဒုတ်ရိုက်မှလည်းမကြောက်ခဲပေါက်မှလည်းမကြောက်သွားခဲ့တာလေကိုချီတောင်းနဲ့မရောက်အောင်တနာတဲ့စီသွားလို့တနာမိရင်တော့ဖြင့်အဲ့ဒီလူဒီဒုက္ခဖြစ်တော့မယ်ဒုက္ခလမ်းစာရှားလာငကြိုးငနာစဉ်းစားဖို့ငကြိုးငနာဆိုလို့ဖိုးကြီးဖွားကြီးတွေအသက်ကြီးပြီးတော့ကြီးကျိုးကြီးနာလည်းပြည့်မထားနဲ့ဟုတ်တယ်တချို့ဖိုးကြီးတွေအသက်ကြီးလေရှင်းရတာမဟုတ်ဘူးတန်ရောစင်ပြောပါတယ်မလျှော့ဘူးမြင်မူလားတချို့ပဲချိုးနဲ့ကိုကတော့အန်သွားလေးတစ်ချောင်းနှစ်ချောင်းရှိလို့တော်ပါသေးရဲ့ဒုက္ခမြာကသဖုံကြီးဆိုတော့ရိုင်ရွက်ထွက်လာပြောနေနေလေးဆိုသူပဲကြွေရဟောဒါကြီးကြီးချိုးကြီးနေကိုကတော့အန်သွားလေးတစ်ချောင်းနှစ်ချောင်းရှိလို့မာရာကြိတ်ဝါရတယ်လေပြောနေနေလေးဆိုသူ့ကြွေရတယ်တဲ့ဘသူတော့ဆိုတော့သူသနာထားတဲ့ဟာကြီးလေဒါကြောင့်တဏှာရဲ့လုံးစားသည်ဒုက္ခဖြစ်ဖို့အကြောင်းတရားတထေးကတော်လေးကြည်တဏှာမိတထေးသမီးလေးကတော်လေးတောင်ဖြစ်နေတထေးသမီးလေးတဏှာသွားဟေးတဏှာ
ကြီးပါလားအော်တနာယုံနေမှာကသူ့မျက်နှာလေးငါကြည့်ခြင်းလိုက်ပါပြီအသားမဲပဲမဲလို့ညိုကြောကြီးများဖြစ်နေလေမလားဟေးနောက်ဘဝကရေဆက်ကြည့်အခုရေဆက်ကြောင့်သူ့မျက်နှာလေးကကြည့်ခြင်းလိုက်ပါပြီဒီဘက်များလှဲ့လိုက်စမ်းမတော့ကြည့်ချင်လုံးလို့ကြားအောင်လည်းမပြောရဘူးဘိုက်ထဲရင်ရေရွတ်နေပါဇက်ကအတမ်းမထွက်ဘူးသူမျော်လင့်နေကြဟိုကတပြားလေးနဲ့နွားဖင်တို့ပြီးတော့ဟာနွားဆိုဒီဘက်လှဲ့လိုက်မြင်ပြီပြေးသားကြီးမြင်မလားဘာမြင်တာမယုံဒါကလေးတွေဟန်ကြမြင်မဟဲ့မဟုတ်ဆိုးကြီးအော်ကြည်စမ်းမတနာစရာကောင်းရုံနဲ့မကသူ့မျက်နှာကြီးတရားချစ်စရာကြီးပါဟောဖြစ်ကုန်ဟဲ့သောတာပန်နော်ဒိဋ္ဌိနဲ့ဝိသိကိစ္စပြုတ်ပြီးအပေရောက်ကြောင်းတရားတွေပယ်ပြီးသားပြိတ္တာအပေမကြတော့ဘူးအဲ့ဒီလိုအပေရောက်ကြောင်းတရားတွေပယ်ပြီးသားဖြစ်တဲ့သောတာပန်မှလေးပင်ဖြစ်လင်ကစားချစ်စရာကြီးပါလားအော်ခက်တော့တာပဲသူ့မျက်နှာမြင်လိုက်ရငါတကိုယ်လုံးကြက်သိမွေးခြင်းတွေထားလို့ဘယ်လိုဖြစ်မှမသိဘူးတထေသမီးဘဝမကလို့ဘာပဲဖြစ်သူ့နောက်ကလိုက်ပြီးတော့ခြေရင်အလုတ်အကျွေးဘဝငါပြုစုခြင်းတော့ဒါပဲတတ်နိုင်မှာဘူးလေဆိုပြီးတော့တရားနာပိဋကမရှက်မကြောက်နဲ့ကြုံမာလေးတယောက်ခေါ်ပြီးတော့ဟဲ့ညီမလာစမ်းဘာလို့မမရဲ့ဘာလို့လုံးမနေလဲလောင်းထီကိုမြင်ရလားဟုတ်မှာမဟုတ်ဆိုးကြီးလည်းညှို့ထူးပြအော်ဘာလို့အောင်မင်းနေမမကလဲပေါ်ကမဟုတ်ဆိုးကြီးမျက်စိကျနေတာကိုဟဲ့ကြမကြညှိလုံးမဟုတ်ဒီနာတိချာရက်ကြည့်ဘယ်လောင်းဝင်သွားတယ်ဆိုတာသိအောင်အစာရေးလိုက်ဦးမယ်တော့ကြောင့်ငါအလိုက်ခိုင်းမှညီမတွေ့ပဲနေမယ်နော်တိချာကြည့်ဟုတ်ကဲ့မမသောတာပန်မှာလေးစာရေးပြီခြေသားကြီးကအောင်းမိမှာပေါ့သောတာပန်မှာလေးစာရေးတယ်ဆိုတော့တရားစာတွေလားမဟုတ်ဘူးဟိုတင်းစာသမီးစားစာဟိကန်တဲ့တယ်ပြောကြပါရေးဟဲ့တို့ပြုတ်မောင်ကြီးသူမရေးခေါင်းစဉ်ငါဖန်ကတတ်ဟာရေးရောကွာကိုင်းမဖြစ်သေးလို့နင်တို့ရေးသလိုနေမှာပေါ့ဟဲ့ငါတို့မှများမင်းတို့ရေးသလိုနေမှာပေါ့ဟဲ့ငါကြီးများရေးပြီကွာတို့ပြုတ်မောင်ကြီးရဲ့မျက်နှာကိုမြင်ကြတဲ့ကဟောဒီနှမလေးရဲ့ရင်နဲ့အသေးတဲ့ဥတဲ့နှလုံးကြောက်ကတဲ့ဘန်းမင်းတို့ရေးတဲ့အတိုင်းပေါ့ကွာခိုင်းငါပြောကြားနေရောရေးရောဟဲ့ဒီကြိုက်တာလေရေးပြီးတော့မောင်ကြီးတဲ့ပြန်လာလို့ရှိရင်ဒီလမ်းကပြန်ထွက်ပါလက်ရပဲလမ်းတစ်ဘေးကအထုပ်ကလေးဂျိုင်းညက်စောင့်နေတဲ့မိန်းကလေးကိုမျက်နှာဆွဲပြီးလှဲကြီးမြန်တအားမောင်းမသွားလိုက်နဲ့နော်သူလိုက်ချင်တဲ့လမ်းကိုမောင်ကြီးခေါ်သွားပါသူကလိုက်ချင်တယ်လို့မပြောတော့ခလေးမဘယ်သွားမှလဲလို့မေးအိန္ဒိယရှင်မဟုတ်လားမောင်ကြီးရဲ့ဒီဘာတွေညာတွေပေါ့ကွာရေရောဟဲ့ရေးပြီးတော့သူလေခြေရင်းအလုတ်ကျွေးဘဝနဲ့နောက်ကလိုက်ချင်တယ်ဆိုတဲ့အကြောင်းမောင်ကြီးပြန်အလာကိုအချိန်မီစောင့်နေပါတယ်ဆိုတဲ့အကြောင်းနဲ့ရေးပြီးတော့ဟဲ့ရော့ဒီစားလိုက်ပြီဘာသာရူမမရဲ့ဘာသာဖြစ်ညှိလို့မဟုတ်တော့လိုက်ပြီမမရဲ့တဲ့ဟိုမိန်းကလေးတယောက်ကယောက်ျားလေးလိုက်စားပေးမယ်ဆိုတော့ပြောင်းပြန်ကြီးဖြစ်မနေဘူးလားဟဲ့ပြောင်းပြန်ဖြစ်ဇောက်ထိုးဖြစ်သွားညီဟုတ်ကဲ့ဆိုနေအောင်ငါပြောတဲ့သေချာနားထောင်စာကိုသူ့လက်ထဲရောက်အောင်သေသေးချာချာထည့်ခဲ့ပြီးတော့လည်းငါမှားလိုက်မယ်လူပြိုလားလူကိုလားလည်းမေးခဲ့မဲသောတာပန်ကြီးဖြစ်နေပုံဟဲ့လူပြိုဆိုတောင်မှလေဟောစစ်တလားမစစ်ဘူးလားမေးခဲ့တရားလုံးကြည့်မွေးပြီပြောပြီသေသေးချာချာသူ့လက်ထဲထည့်ခဲ့နော်
Mama yere sagaro le teba mere minkle te yoka yonkali te yoku luyula luula meyama pipa manari. Hey, Sinji Magane, pip him a pipping a kind of look. Okay, so we can leave my little one. Most soon can like. Timadi, let's yaji. Hey, I claim a barrow. Yapa dog to the Nali Piozashi. And I got a man in a see me by a mahe. Me had a dog, don't kill people. I killed him with you, not on the yard. Giant Poma, see me on my young mahe. My papa who do, don't. Illy, Nina, my book that I have put my head. Can I leave our dog? Oh, never out dog. Oh, you don't have to him, you young man, don't. Kind of, when I look me, make a leg at your journey, Lula, me, a dog cat. Who don't me, who don't me? Gee, me or dog candy. Hey, Nimba the other. How about young Tom Millionaire? Don't look. Did you have somebody from you? Oh, did you want who? Don't me map do. Brie, hang on my Maya, hang on the young check the back of face, Aluya. Maya, Lula Lula, Mia Magani, Mima Prius, who think and do but in young county. Don't me map do. Do. Lula Lula made an atomima blue than a do. A two Vena million. Chili, Tomima do sort of hey. I never saw a baro. Oh, don't any don't know Neluji. Tomino's a Tomayabo. A lowly Malopane Galima, yet you are not a Kama Yabu Deva. What when are you? Tarin Tomayamshi Bubo. Eh, Mashibu for him. Mashamashi and don't lose you more. Oh, Mayamshi mother, lose you for him. They have to do me, Jan, and Mana says Henny. Lose you are sick and that. There can't even let you claim. Hey, come on, lose your Simpson. No, I know you let them or think you pit them, you move. Ngala bioda bioda jira nga baluji mamdi. Lubio bo hey, mima mashima ro kai nga asi. Oh, what I do? Oh, my boy, never know some winning mamma even. Kai, Tabi, Lubio le pit Lubio asi lens who you know. Don't you salis on Pilaviazi. Lavia midi galima. No, Arisang have who we are. Oh, don't be not who we are, I don't know. Don't know what you want. I'm a few of you. Lubio lalem with it, a sit lalem with it, sale beat. You claim a nap, I don't look at it. Jaja, me, my bian job. Horunga. Ekumo babu. Jaja, me, my bian job. Now, I don't look at it. You may yell at the door you go. Hey, you. Hey, you didn't need to joke the level of 15 target. Level of 15 target, Kalema Lega, you the lamb, you let them in Levian. Lega, Willa, or Sayo Lega, Luin Jame, and look, my you so that losing a tune up in Lenny, look, be Pelena, no young hand. Ha ha, Father. May you wear Benny Malay, Yao Jolly Peters out of Indian Minkly, you did a Minkly Peters, Yao Jolly Mayu, Yazoo Yama. Got you are it. Father, Economy. Mapadevu. Mapadevu, do some hallow people. Not they don't be the Nugget Summer Video. Kisama big and two Sajila and two Sare Pala Mariga.
One day I'm Mala, one day I'm Mala, me thank you. Hang around. Not a way pop out for what. But I would have your mother. Did not come be. Two sa chile, one and one are Kijame Kesa. Not a look when young were a Kesa and no shadow of him can and guy. Young were a Kesa, be my jeep. Sakaja in here. Eh, young Omuan and Yanamaya might have when I think as I be. Young were a Kesa, be my jeep with a head. Guy, Ubama Biaja Bazuka. Ubamanga Biom head. Mibaga zelo the head, Nanimia. Mibaga zelo domo zema yakin lama menu padava was a cap babies who Javazuka. Pane o Mapane o Miba kindness zegu young on dwa, Miba kindness a look busy on low, Pidoma party. Not a balubioni. Not how young and Emababu, Saremababu. Loga ngani nge nama ngemya miba tholo kanane yimba kan pi thwat twa de nyi nge nama ngari mya long lo nga pyo nida he ma phat ne o akaye min do ka miba khai ne zhe ko miba khai ne alok ko pi aung ma lok phe ma twa be ne di sa phat lai yin kain sa de pa la da ka khu chet chin lai khe ya me kain sin sa san kwa Ngani Namamia, Ludarino, Dideno, Navio. Even a Muirega Madimeta, Dideno. Miva Kailade Zine. A Luma Big and Pagilo, Pauchido, Sarega. A cool Lakaya Mesure, Neane. Ngani Namamia. Marekwa Sharo Kayaya, Kumpea, Sula, Palea, Sula, Garam, the Samatabu. English are doing that. Shinji and him, Miva kindness, Zine, Miva kindness alone. A cool like Kayam who then Sane, Chingwe more dingy than him. Wherever Chingwe shall 12 Malay Suro, a cool like Kayam who then see Menu Tuama. Tuama, Zemia who Miva kindness alone who. Tell Miva kind alone, busy on Lobima Disago Papa. That thing ends up being it. Homa Mosoji, young were a case of Bima Pamare, one day Yamala, one Dayamala, two Saga Pamam, the Pure Kajanya. Clever piano. And just well as long Panwa. Mamma let her test with a let him tell him as you want out of Vijavi. Mamma! Hey, Nipiana. Okay. When it was a big. They were beating it up, Mamma. Hey, Tikomali. Let her take a look, not be each other Malay than it. Didn't you tell you? I'm a little you, Madame Mapu and Mamma, the Penelang Panwara. Eh, Toby. Oh, Lula Lula. Mamma, Nimanga, a milk look, look, the penny, Mamma, now to lead the Ria than it. Oh, Nimaga, Tomima. But you don't know me. Nine, Tomima, you don't mean a whole of your. Oh, Namima to the Baro de Mamma. Tomaya was Romoli Kuchi to come on Mayabu de Bude Mamma. Mayamashi don't lose you once. Hey, my mamma, Mayama, she will lose you more. Sit the lato, look, you made a mamma. Mamma, don't have him a lully, you more like it. Lubio Simpson, no one will let them or think you pit and you will put him on my Jesus. Pure Talicano, Pure Talicano, thank you, Janet, Pui Pazan, Pui Pazi. A mew ball, pay that ye do say, and take your cat. And the little cat, hey, that he. Lubio assist with an shame. Sale, you want it. That he do Pia ala nga chilama, nga like melu, ye like this Samulu. Hey, Tuma, Canadi Masayi. Viva Yatayi. Do like what we bought.
မိဘများထံစာရေးပြီးတော့ရှိသမျှလက်ဝက်လက်စားလေးအထုတ်ထုတ်ပြီးတော့ဟေးငါလိုက်တော့ဟင်းဘယ်လိုက်မှာတို့မမရဲ့ဟဲ့ခုနကငါစာပိတ်ခန်းနဲ့မိုးဆိုးကြီးနောက်ငါလိုက်မှာပေါ့ဖြစ်ပါမလားမမရဲ့ဟိုညီးလိုက်မှာလားအေးငါလုတ်အေးဖြစ်မဖြစ်ညီးလုတ်လားလို့ဖြစ်လို့ငါလိုက်မှာပေါ့ညီမပြစ်ပြီးမလိုက်ပါနဲ့မမရဲ့ဟေးငါမတားနဲ့ဟုတ်ပါဘူးမမမလိုက်ပါနဲ့အောင်မကြီးမျက်ရည်တွေပါကြလို့ငါသေးတယ်လမ်းသွားတာကြာငါမတားနဲ့မဟုတ်ပါဘူးမလိုက်ပါဘူးကောင်မလေးငိုတော့တာပေါ့ကွာဟေးဒီမှာငိုမနေနဲ့ဟုတ်ပါဘူးမမရဲ့တဲ့ဟိုညီမကိစ္စမရှိပါဘူးတဲ့ဖေဖေမေမေကြီးတို့ကမေးရင်ဘယ်လိုပြောမလဲဒီမှာငါကြိုးကြောင်းစာရေးခဲ့တယ်ရော့ယူထားလိုက်အဲ့ဒါမိမများပေးလိုက်ငါသွားမယ်ဟုတ်ကဲ့ဆိုပြီးမျက်ရည်ကလေးနဲ့ကလေးမလေးနေခဲ့ရဆင်းပြီးအထုပ်ကလေးဂျိုင်းညာညှက်စောင့်မဟဲ့ပြန်လာပြီဟိုကလှဲကြီးနဲ့ဟာနွားနဲ့ရောင်းဝယ်တဲ့ကိစ္စအပီးဆိုတော့လေစာကလေးသတိရခါကြညှက်ထားရကထုတ်ဖတ်ရအောင်ချွေတွေနဲ့ရွှဲလို့စာကလည်းပဲတရားနာပြိဿချွေတွေနဲ့ဆိုတော့ဝစ်စပေါက်တွေများကုန်တာပေါ့ကောင်းစဉ်ဖတ်လိုက်ကြတဲ့ကသို့ပြိုးမောင်ကြီးဆိုလွှဲကုန်တာပေါ့သူကသို့ပြိုးမောင်ကြီးတော့မဟုတ်တော့သို့ပြိုးမောင်ကြီးဖြစ်ရကြည်စမ်းအမေငါမျက်နှာမြင်ကြတဲ့ကသူ့ရင်တဲ့အသေးတဲ့ဟာငါအပြန်သူအထုပ်ကလေးဂျိုင်းကြညလက်ရပဲလန်နဝေးကစောင့်မတဲ့ခြေရင်းအလူကျွေးလိုက်ချင်တယ်ဆိုတော့စာအပေးခိုင်းလိုက်တဲ့ကလေးမရဲ့နှစ်ဖူးရည်ဒူးရည်ကြည့်တော့သူခိုင်းစီတဲ့ဂျုံမနဲ့တူရဲ့ကြည်စမ်းကိုရှိကရက်တထေးသမီးပဲဝတ်ထားလိုက်တဲ့အဝအစားနဲ့ဆင်းထားလိုက်တဲ့ရွှေတွေငွေတွေကလည်းကြည်စမ်းဟုတ်ပြီသူတော့လိုက်တော့မှာပဲမောက်ဆုံးမင်းပဲလို့ကြံရပါမတော့ဒီကနေ့တော့မင်းထီပေါက်မလားထောင်ကြမလားမသိတခုခုတော့တခုခုပဲလက်ယုံတွေကလည်းမသိမသာပြုတ်ကြမတတ်လှုပ်လိုက်ပါပြီမသိမသာလဲဆိုပြုတ်ကြမတတ်လှုပ်မြက်ခေါင်းကလည်းမသိမသာလှုပ်လိုက်တာအမွှေးတောင်တဝက်လောက်ကုန်ပြီထင်တယ်လွန်မှုလောက်ကအမွှေးတဝက်ကိုအောင်လှုပ်တယ်မြက်ခုံးအလေဟာလှလဲလှကူဟေးလှလိုက်လေချင်းလှပြီမဲ့လို့သူ့မျက်နှာစစ်စစ်စိုက်ပြီးတော့မကြည့်ရဲပါလားကွဲမှုဆိုရဲ့ကြည့်ရဲဘူးတဲ့ဟဲ့ယောက်ျားပဲကွာဟေးငန်းကြီးများရန်ကုန်မြို့ကငန်းကြီးများယောက်ျားပဲကွာဟိုတုန်းကယောက်ျားကလေးတယောက်ကယောက်ျားပြူတယောက်ကမိန်းမပြူတယောက်မျက်တောင်မခတ်ဖဲနဲ့စစ်စစ်စိုက်ကြည့်ရမှကြောက်တဲ့ကွယ်တို့ဟိုတုန်းကပြည်သားကြီးဘယ်တုန်းကဟိုတုန်းကဆိုရင်မင်းတို့သိတို့ငငယ်တုန်းကတင်ပြောရအောင်တို့လေတောရွာကွတို့ကတောသားလမ်းကြားလျှောက်သွားလို့မိန်းမပြူနဲ့ယောက်ျားပြူနှစ်ယောက်ချင်းဆုံရင်လေတယောက်ကဟိုဘက်ဝင်းတရံဘေးကတ်သွားတယောက်ကဒီဘက်ဝင်းတရံဘေးကတ်သွားတယ်မျက်နှာကြီးတွေအောက်ဆိုင်တယောက်နဲ့တယောက်ကြည်ရဲဘူးဒီထဲမြန်ကောင်းကလေးထောင်လိုက်လို့မျက်နှာချင်းဆိုင်အကြည့်ချင်းဆုံသွားရင်လေခြေလမ်းနေတောင်နေမြောက်နေဖြစ်ကုန်တာကွာဟိုတုန်းကယောက်ျားမျိုးမိန်းမမျိုးနှစ်ယောက်ထဲဆုံတာတောင်မှဟိုတုန်းကမကြည့်ရဲကြခုခေတ်ကောင်လေးတွေကောင်မလေးတွေနှစ်ယောက်ထဲတွေးပေးလိုက်ချင်းပြောကောင်းမလဲကွာဘာမှကိုပြောကောင်းမှာမဟုတ်ပါဘူးကွာလေဟိုတုန်းကနဲ့ခုနဲ့ကွယ်ငါညီများနှမများသတိပေးပါရစေတော့ဟောဒီငါရန်ကုန်ကိုရောက်လာတော့ငါတောင်ဥက္ကလာပပရိသာဓာတ်ရှင်ယုံနဲ့ကြောချင်းကပ်ရဲ့ဟိကြောချင်းကပ်ရဲ့ဟိအဲ့ဒီတော့ငါတရားနှစ်ညလာဟောတယ်ရန်ကုန်ကမသိသေးဘူးပရိသတ်ကြက်ပွဲလောက်ရှိသိသေးဘူးကွမစီဆိုသိမှမသိဘဲနဲ့အခုအတန်ကရှေ့ကအရင်ရောက်တရားတိတ်ခွေတွေကအရင်ရောက်တော့ကြည့်ကျင်လိုက်တာ
ကြည့်ကျင်လိုက်တာငါတရားတိတ်ခွေတွေရပါမယ်အကြောင်းဘုန်းကြီးကိုယ်တိုင်တရားဖမ်းရပါမယ်အကြောင်းထွေးမော်လျှောက်ရှာလိုက်တာမန္တလေးရောက်တော့ကျန်ဒီကန်ဆရာတော်ဘယ်နေတော့ဆိုဘယ်တေးတန်သွင်းကမှမပြောဘူးပဲမပြောတော့လျှောက်ရှာလို့မရဘုန်းကြီးလိုက်ရှာလို့မရတော့ဘယ်မှာသွားတွေ့တော့ဆိုတော့ဖြူးချောင်းညမှာသွားတွေ့အဲ့ဒါဘုန်းကြီးပါမှမသိသမင်းညာဆရာတော်ကျွတ်တို့နေလားကျုပ်ရဲ့နောင်တော်ကြီးအလုတ်တူနောင်တော်ကြီးပေါ့ညီကူအရင်ပမာဏမနေ့ဖြင့်ကညတောင်ကျုပ်သူเจ้าမှာကျိအဲ့ဒီသမင်းညာဆရာတော်ဟောပြီးကျုပ်ရောက်အဲ့ဒီတော့ကမောင်ထိမော်တို့လာဖမ်းပြီးအဲ့ဒီကတိတ်ခွေတွေဟောဒီမှာဖြန့်လိုက်တော့နှံ့သွားတဲ့နောက်မှာကျုပ်တရားပွဲလူစီတာဖတ်စပါလာတရားပွဲမှာပြိဿတိုးမပေါက်ဒီထဲတရားတိတ်ခွေကနေကြားရတော့ဘုန်းကြီးကိုယ်တိုင်ကြည့်ခြင်းဒီထဲမောင်ထိမော်ကတပည့်တော်ဆိုင်ကလေးဖျားတဲ့ရှိတဲ့နေရာလေးသိအောင်ရှင်မရကြွပါဆိုလို့နေ့လေကဟိုကန္နာစီဆိုင်စူပါစတာတိတ်ခွေသွင်းပြီးသားရောင်းတဲ့ဆံခဏလိုက်သွားပါချွေးတွေပြန်လာဒီကောင်မင်းငါပြန်ဘူးပဲခေါ်လာဟမ်းမကြတော့ပဲနဲ့ကျန်ဒီကဆရာတော်ဆိုတော့လိုက်ဝိုင်းပြီးတော့ခါနဲ့လာကြည့်ကြကျုပ်ကလည်းတရားဟောနေတော့ကျုပ်လုံးနဲ့ကျုပ်တရားနာပြတဲ့မျက်လုံးကျွတ်ကြရုံမကလို့သေအောင်ကြည့်ရှက်ဘူးဒီတိုင်းထိုင်းနေတော့များလာကြည့်ရင်လေချွေးတွေကလူထွက်အဲ့ကောင်9မိနစ်တော့လိုက်ဖို့ပြန်စို့တဖြည်းဖြည်းနဲ့ဒါတောင်သိမသိသေးဘူးသိလာလို့ရှိရင်အဲ့ဒီတခါလေးယုံနဲ့ဆိုကျုပ်ကဘယ်လိုမှနေရမှာမဟုတ်ဒါကြောင့်အဲ့ဒီကဲ့သို့တရားနာပြိတ္တာအတန်ကရောက်လာတော့လူကိုယ်တိုင်ဖူးခြင်းမြင်နေတာနဲ့တရားနာပြိတ္တာဟာအခုမှစီးလာတာပါအရင်တုန်းကကျိုးပြိတ္တာမရှိပါဘူးအဲ့ဒီတုန်းကငါရန်ကုန်အရောက်ခေဓာတ်လေကားနဲ့တို့ရွှေတကုံဘုရားဖူးသောင်းနှံပေါ်မှာကွတို့ဘုန်းကြီးတွေလာတာမမြင်ဘူးကောင်လေးနဲ့ကောင်မလေးတို့အနာနာရောက်တော့လေခလေးမလေးကတို့ပဲလှဲ့ယောက်ျားလေးကတို့ကြောပေးရဲ့ကောင်လေးလက်တုပ်ပြီးဟိုမှာဖုံးကြီးလာတယ်လက်ညှိုးထိုးပြအဲ့တော့ကောင်လေးကလှဲ့ကြည့်ပြီးတော့လေငါတို့ဘာပြောလိုက်တဲ့အရေးတယ်မကွာရှုပ်တာတို့လူရှုပ်ဖြစ်ရဗျာယောဟာဝဲဖယားတစောင်းကြောင်းကန်နေတဲ့မှာသူတော်ကောင်းတွေဖယားဖူးရန်သွားတဲ့လာတဲ့ကူကြောင်းတစောင်းတွေထဲမှာတော့ငါကြီးများငါနှမများဟိုမနာလို့မဟုတ်ပါဘူးကွာနေရာတွေပေါ်ပါတယ်တိုင်းတစ်ပါးသားတွေမြင်တော့လေငါတို့ငါကြီးများနှမများဒီလိုတွေ့သွားလိုက်ရင်ရှက်စရာငါသတ္ထသင်္ကာယနာတင်တဲ့လှိုင်ကူကြီးကြည့်ခြင်းလို့သွားတော့တရုတ်တော်ကြီးတွေခတ်ထားတယ်ဘာလို့ခတ်တာတော့ကျွတ်တို့ဝင်မကြည့်ရဘူးလားဆိုမကြည့်ရဘူးဗျာတဲ့ပိတ်ပြီးတဲ့ဟိုတုန်းကတော့လာတဲ့လူတွေကြည့်ရအောင်ဖွင့်ထားပါတယ်တဲ့အခုပိတ်ရပြီတဲ့ဘာပြုလို့ဒုံလို့မေးတော့ခိုဟာတွေကဒီထဲလာအဟွာပြုကြလုံးငါမေးကြည့်တော့ဒီစကားသားနေကြားရငါကြီးများနှမများဝဲတော့မြမရင်ကျေးမှုဆိုတာဟဲ့ငါနှမများကြကြဂယုစိုက်စမ်းဟဲ့မြမအမျိုးသမီးရဲ့ရင်ကျေးမှုဆိုတာခြီသလုံးသားလူမြင်မှကြောက်တယ်ကောက်ဆိုင်တဲ့နေရာအလုပ်ပေါ့ကွာလူမြင်မှကြောက်တယ်လူစိမ့်တယောက်ကမျက်တောင်မခတ်ဖဲနဲ့စိုက်ကြည့်တာကိုအကြည့်မခံနိုင်မဲ့နဲ့မျက်လွှာလေးအောက်ချခေါင်းကလေးစိုက်သွားတာဟဲ့တို့မြမအမျိုးသမီးရဲ့ယဉ်ကျေးမှုမှန်ရလားပြိတ္တာကြီးအပြော်တွေအာကြီးလို့အရှက်ကြောက်တွေကင်းသွားလို့ဟိရိဥတ္တပခေါ်တဲ့ဒေဝဓမ္မတရားနှစ်ပါးမရှိရင်ဟဲ့ငါကြီးများနှမများတိုင်းပြေကြီးတောင်ပြည့်စည်နိုင်ပါသည်ကွယ်တို့စေရနာပါဟဲ့တို့မနာလို့မဟုတ်ပါဘူးတို့နဲ့ဘာမှဆိုင်ပါဘူးဒါပေမဲ့လို့ပြည့်စည်မဲ့ကိစ္စတော့ဖြင့်သတိပေးရပါမှန်လားပြိတ္တကြီးကန်ကြည့်ကွာမုတ်ဆိုးကြီးကြည်ရဲဘူးကြည့်ကျင်လိုက်ပါပြီ
ဒါပေမဲ့လို့မင်းမျက်နှာလေးကိုတဲတယ်မကြည့်ရဲပါလားကွယ်တစ်ချစ်တော့ဖြစ်နေတာနော်တဲ့တာမကြည့်ရတော့ဝင်းထဲကဖိုးချိုင်းတော့ကိုကွာကဲအဲ့ဒါလို့ဖြစ်နေတော့တရားနာပြိဿကြီးထူပါဘူးငါလဲငါစိုက်မောင်းတာကောင်းထင်ပါရဲ့လူနွားတပြားလေးနဲ့ရိုက်ဟာနွားနဲ့ခတ်တုတ်မောင်းဟုတ်တော့ကြည်စမ်းငါတခါတည်းကြည့်ပြီးနောက်ထပ်မကြည့်ဘူးကဲမသိမချင်းကြည့်ရမယ်အတိုင်းဘယ်လိုကြည့်ပါလိမ့်ဟေးမောင်ကြီးဟုတ်တော့ဟေးမောင်ကြီးဟုတ်တော့ငါလည်းသူစိုးဖတ်နေတာမြင်ပါလေငါသိရတာနဲ့ငါဒုက္ခဖြစ်အောင်ကလိပ်ပြီးတော့ဘယ်နဲ့ကြောင့်ဇုံမောင်းသွားပါလိမ့်မတော့မဖြစ်ဘူးငိုင်မရှိကြိတ်မရှိငတ်မရှိသုံးပါငါကကြိုက်ပြီးတဲ့ကိစ္စမင်းမစေပြတ်တယ်လို့ဆိုခြင်းဆိုကြတော့ကြိုက်ထူတော့ပါဘူးလေဆိုခတ်တော့ကလေးအပြေးကလေးလိုက်ဒီမှာတော့လက်ဆရာကြီးအနွားကျိုးကလေးတောက်ဟဲ့ဘာလို့ကလေးမတော်ပဲသွားမှာငါ့သွားမှာပေါ့ကျုပ်လိုက်ချင်လို့နင်းပဲတော့ဟာတော့ပဲသွားမှာတော့ငါသွားမှာပေါ့ဟဲ့ကျုပ်လည်းတော်ကောင်းနေရှိလိုက်မလို့ပေါ့မဖြစ်ဘူးဖြစ်ပါလေတော့အိမ်ဘယ်သူနဲ့နေငါကြောက်နေတာပေါ့ဟဲ့တော့ပြင်းစရာကြီးတော့အဲ့ဒါနင်းလုံလားဟဲ့ဟုတ်ပါဘူးတဲ့ဟိုကျုပ်လိုက်လာလို့ရှိရင်တော့အဖော်ရမဖြစ်ဘူးနေရမလိုက်နဲ့ဟုတ်ပါဘူးတော့ကျုပ်လိုက်ချင်လို့ပါမလိုက်နဲ့ဆိုနေမှလိုက်မှာပဲတော့အထုပ်ကလေးပြစ်တင်အဲ့ကလေးမှမပြေဘူးငါဒီတရားဟောပြီးတော့စိုးနဲ့သိမ့်တန်သွားပြီဟုတ်သားပဲကွာငါကြားဘူးတာလေစိုးကတင်မောကြီးကဇွတ်တက်ရောဟိကိုသိမ့်တန်စိုးလိုက်ခဲ့မယ်ဇွတ်တက်ဒီတော့သိမ့်တန်ညဘာပြောမပြေဘူးစိုးဒုက္ခတွေများကုန်ပါလိမ့်မယ်မပြောတော့ဘူးကွာဒုက္ခများကြမလို့ပါဘူးတဲ့အကျိုးကြောင့်စာရေးပြီးခဲ့ပြီလိုက်ပါပဲမပြေဘူးစိုးမလိုက်နဲ့ဒီလိုပြောတော့ဘာပြောလို့စိုးကကိုသိမ့်တန်ပြောတာကိုကွာကိုသိမ့်တန်ကိုသိမ့်တန်ရဲ့နောက်ဆုံးမြတ်ချက်ပါဘာလဲငါလည်းတောင်ရောက်ကြတာကွာနော်ရောက်ချင်းရောက်ပါစေတော့ကပြောလဲစတယ်မထူးပါကိုသိမ့်တန်ရဲ့နောက်ဆုံးမြတ်ချက်ပဲလားတဲ့ဒီလိုဆိုရင်စိုးအိမ်ကိုလည်းမပြန်တော့ဘူးတဲ့မြစ်ထဲသူ့ဘဝဇရေတော့မယ်ဆိုပြီးပြေးခုန်ချမ်းတော့မလုံးနဲ့လေခொနည်းကမလိုက်နဲ့ဆိုတဲ့လူကြီးကမဖြစ်ဘူးဆိုတဲ့လူကြီးကနောက်ပိုင်းဘာပြောတော့မဲလက်ကလေးလှမ်းဆွဲငါဆွဲတော့မသိဘူးနော်ရမ်းပြောတာဘာပြောတော့နောက်ကြတော့တကယ်တော့စိုးအပေါ်ဘာတွေညာကပြီးတော့ပါသွားတာပါပဲကွာကြားနေရောပါမသွားဘူးလားပြိဿကြီးဒီလိုပဲပေါ့ကွယ်မုတ်ဆိုးကြီးလည်းမဖြစ်ဘူးနဲ့ဇွတ်လဲပေါ်တက်လိုက်တော့ဂိုင်းပါသွားဆိုကြပါစို့အဲ့ဒီလိုလှဲပေါ်တက်လိုက်လို့ပါသွားတော့ကလေးမလေးကရှေ့တူးမုတ်ဆိုးကြီးလှဲဦးတောင်တူးယောက်ျားနဲ့မိန်းမယောက်ျားကကြောက်ငါတို့မှများယောက်ျားကကြောက်တယ်ဆိုတာသိဘဝင်မမြင်နဲ့ကြားလားမိန်းမကိုယောက်ျားကကြောက်ရင်ပြည့်စည်ပြီလင်ကိုနတ်ကဲ့သို့လှုပ်ကြွေးရတယ်လော်လီချင်းငါးပါးကင်းပြီးအဲ့ဒါလိုများလှုပ်ကြွေးရင်လေနတ်ပြည်ရောက်လေပြီးတော့လေယောက်ျားဘဝဆူတောင်းလို့ရတယ်မှတ်ထားကြကြည့်အခုယောက်ျားကဘာလို့ကြောက်တာတုံးဆိုတော့ခိရိဥတ္တပနဲ့ကြောက်ပေချင်းဆိုဆဲလို့ကြောက်တာတော့မဟုတ်အဲ့ဒီပိုင်းဟိုကရှေ့တို့ဒီကဇွတ်တိုးလိုက်ရှေ့တိုးသွားရတာကွာမုတ်ဆိုးဓမ္မချက်ခံလို့မနှုံးရှေ့ဂျွန်းပြန်ကြကဲဒီလိုနဲ့လှဲဖို့ပါသွားတူပြောကြစို့ဟေ့အိမ်ရောက်တော့အဆင်ပြေသွားပြီဆိုကြပါစို့လဲပေါ်တွေကပြေပြီးသားနေမှာပါကွာဘယ်သူပါရမမဟုတ်ဖဲနဲ့ပြောဆိုပြီးသားပေါ့
ကဲအိမ်ရောက်လို့အဆင်ပြေတော့အတူတကွလေရင်မရရဲ့ဆိုပြီးတော့နေလာလိုက်ကြတာဟဲ့နောက်သားတစ်ယောက်ဖွားမြောက်နောက်တစ်ယောက်များမကြခင်တစ်ယောက်နောက်ထပ်များမကြခင်ဆိုပြီးတစ်နှစ်ကျော်လောက်တော့ကြာမှာပေါ့ကတိကတဝင်လာမှာဆိုလို့ဟုတ်သားပဲတောက်ဆောက်ကြည့်တော့ဘယ်ဟုတ်မလို့ကဲနောက်တစ်ယောက်ကြားနေရောကွာဟိုဘွားကသား9ယောက်ဒီလိုက်လာခတ်တုတ်ပေါ့တယောက်9လ10လဆိုငါတရားငါသေးတောင်ပြီးဒီမှာပြီးကဲတရားတဲ့ဆိုတော့ခတ်တုတ်ခေ9ယောက်ဖွားမြောက်ရောက်ပဲဒီလို9ယောက်ဖွားမြောက်ပြီးတော့နောက်သားအကြီးတယောက်ကိုမင်္ဂလာဆောင်ပေးလိုက်နောက်တစ်ဆောင်နောက်တစ်ဆောင်9ဆောင်ကွာကန်ခတ်တုတ်ပေါ့ဒီနေ့တော့တုတ်ကြီးပဲဟဲ့နောက်ဘဝကသား9ယောက်နဲ့နောက်ဘဝကချွေးမ9ယောက်16ယောက်ပေါင်းမိကြပါလေပြီပေါင်းမိမလားပြိဿကြီး16ယောက်ပေါင်းပြီးတော့သူတို့စီးပွားရေးမုတ်ဆိုးဝါနဲ့လောက်ကင်စမ်းတောက်ပြီးတော့လာခဲ့ကြဒီကနေ့တော့သုံးတော့ကထွတ်ထားဂေါရမမြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးကရှိဝိညာဉ်တော်ကိုယ်ရကဖြန့်ကျက်ပြီးတော့ကြည်လိုက်တဲ့အချိန်မုတ်ဆိုးကြီးနဲ့တကွသား9ယောက်ချွေးမ9ယောက်15ယောက်အပေရကပိတ်မဲ့ဥပနိတရားကိုမြင်တော်မူသဖြင့်ယဟန်ကြီးရောက်ဖန်ဆင်းပြီးတော့တပါးကြီးကြွလာဘုရားကိုယ်တော်မြတ်ခြုံနှဲဝင်သတင်းသုံးဒီကနေ့မုတ်ဆိုးထောင်ထားသောပိုက်ကွန်တွင်းသို့သားကောင်းတွေဓာကောင်မှမမိကြပါစေကုန်သတည်းအဋိဋ္ဌံလိုက်ငါဟာရအဋိမထံခင်မိနေနှင်ပြီးတော့သားကောင်များလည်းလွတ်မြောက်ကြပါစေကုန်သတည်းပိုက်ကွန်တွေသားကောင်တွေဓာကောင်မှမရှိမုတ်ဆိုးကြီးလျှောက်ပြီးရှာလိုက်တော့ဟာတဲ့ထူချပါလားဒီနေ့ခါရဲဆိုရင်ဒီချိန်အိမ်လှဲတစ်စီးတိုင်းလောက်ပြန်ပို့ပြီးပြီဒီကနေ့ဘယ်နဲ့ကြောင့်သားကောင်းနေတကောင်မှမမိပါလိမ့်မလို့တာငါရမှုရှိတယ်တွေ့ကြသေးတာပေါ့ဆိုပြီးရှောက်အရှာလိုက်ခြုံပုတ်ထဲဖယားသတင်းသုံးနေတာတွေ့ရကြည်စမ်းရဟန်းရုပ်ဒီညောင်ငါပိုက်ကွန်နဲ့သားကောင်းနေတကောင်မှမမိရဟန်းရုပ်မုတ်ဆိုးဒေါသဖြစ်ပေတော့ဆိုပြီးတော့မြားနဲ့ပြစ်မလို့ဒူးတစ်ဖက်အောက်ထောက်ပြီးမုတ်ဆိုးတိုင်ထိုင်လိုက်မုတ်ဆိုးထိုင်မှတော့မုတ်ဆိုးတိုင်ပေါ့ဒါကမှမုတ်ဆိုးတိုင်အစ်စ်တချို့လူတွေကပြောသေးသူ့ကိုယ်သူလည်းဘာမှမသိငါမုတ်ဆိုးတိုင်ထိုင်ပြမုတ်ဆိုးလည်းမဟုတ်ဘူးကဲဟိုမှာမုတ်ဆိုးကြီးထိုင်တော့မုတ်ဆိုးတိုင်အစ်စ်ကိုတော်မြတ်ကငါဖယားအားမြားနဲ့ပြစ်မလို့ကြံရွယ်နေသောမုတ်ဆိုးထောက်ထားသောဒူးနဲ့မြေကြီးနဲ့ထောင်ထားသောဒူးနဲ့တရောင်စစ်နဲ့မြားကိုလှမ်းပြီးတော့နှိုက်သောလက်နဲ့ပခုံးနဲ့တင်ပါနဲ့ဖနှောက်နဲ့ခြေပြားနဲ့မြေကြီးနဲ့အကုန်လုံးကပ်ပြီးတော့ခွာမရပဲနဲ့ကြောက်ရွံ့ပမာဏတီးပါစေသာအဋိဋ္ဌံလိုက်ဟိုဆိုကြီးလှုပ်တော့ပထမတော့အတန်ထွက်သေးနောက်အတန်တောင်ထွက်ဘူးပြောက်သွားလှုပ်ဟိုဆိုဒုက္ခပဲရားလို့တောင်ကုတ်ဖို့ခက်ပြေးသားကြီးဖရာဒိဋ္ဌာနာနော်ပြေးသားကြီးကျုပ်နည်းနည်းမေးမယ်ဟိုလိုချင်ရင်ပြောကြသားမှာပြေးသားကြီးဟိုကြောက်ရွံ့ပမာဏမလှုပ်မကြွတီပါစီသားလို့များအဋိဋ္ဌံလို့ပြေးသားကြီးရချင်ဘူးလားစီမနာမမနဲ့ကြဲကြဲပြောဟုတ်တယ်ကြဲကြဲပြောဘုန်းကြီးကြာကြာနာနာမေးနေတာပေးတာကြီးမေးရအောင်ဖယားကိုတော်မြတ်ကြီးကကြောက်ရွံ့ပမာဏတီပါစေသားလို့အဋိဋ္ဌံတော့မလှုပ်သလိုပရိသတ်ကြီးကလည်းကြောက်ရွံ့ပမာဏမလှုပ်မကြွတီပါစေသားလို့အဋိဋ္ဌံလို့များရခြင်းမူလားပရိသတ်အာဒီကျုပ်ရခြင်းတယ်လို့ဖြေတော့မေးတာမေးရတော့မရခြင်းမနဲ့ပြည့်တာကြီးမရခြင်းနဲ့
ခမည်းတော်အခုခေတ်ရရင်မလွယ်ဘူးထင်တယ်ဒုက္ခများလိမ့်မထင်နဲ့ဖယားကူတော်မြတ်ကဒုက္ခဖြစ်အောင်တမင်တက်တဲ့ညှင်းဆဲပြီးတော့အဋိဋ္ဌာန်တော်မူတာမဟုတ်ဘူးခမည်းတော်ကအမြင်ကတ်တဲ့လူတိုင်းဟိုကောင်ကြီးမလှုပ်ဖဲနဲ့ငုံတောက်ကြီးနေကွာဟိုကောင်မကြီးအဲ့ဒီတိုင်းနေစေတပြေလုံးအမြင်ကတ်တိုင်းလုံးငုတ်တုတ်လုံးမစားရပဲဒုက္ခဖြစ်ကုန်လိမ့်မယ်ထင်တယ်ဒါကြောင့်ရခြင်းတော်လဲဒီလိုအဋိဋ္ဌာန်လို့ရမယ်မဟုတ်ဆိုတာယုံညခမည်းတော်ကျွတ်တို့စိတ်နဲ့ဖယားကိုတော်မြတ်ကြီးရဲ့ကရုဏာနဲ့ရှင်းတဲ့စိတ်တော်ကြီးနဲ့မတူရလားပြိတ္တာဖယားကိုတော်မြတ်ကတော့ငါဖယားကိုတဲ့မနောကံနဲ့လည်းပြစ်ဖို့ကြံပြီးပြီတဲ့ဝစီကံနဲ့ကလည်းပေပေတော့ရဟန်းရုပ်လို့ဆိုပြီးပြီတဲ့အကယ်၍ကာယကံနဲ့သူတကယ်လို့ပြစ်တော်လဲပဲဗုဒ္ဓနံဇီဝိတတနသက်ကာကေနစီအန္တရာယောကာတုံလို့မြတ်စွာဘုရားကိုတော်မြတ်ဤအသက်ခေါ်တဲ့အာယုတော်အားသူတစ်ပါးတတ်လို့မသေးနိုင်သူတစ်ပါးရဲ့ပယောဂနဲ့ပရိနိဗ္ဗာန်မဆန်နိုင်မသေးပေမဲ့လို့ကာယကံမြောက်များမြားနဲ့ပြစ်လိုက်မိသည်ရှိသောအဝိစီကိုလေငုတ်တုတ်ဆင်းသွားမှတနာတဲ့ကရုဏာကြီးနဲ့အဋိဋ္ဌာဏပြုတ်ကဲလှုပ်တောင်မဆိုးကြတော့ကဟဲ့သားတို့မင်းတို့ဖေးပြန်မလာဘူးလိုက်ကြစမ်းရန်သူများတွေ့နေသလားသားခွန်ကြောင်လိုက်လာလေးတွေမြားတွေကိုစီယူလို့ဟေးဟာကြည်စမ်းအဖေထောင်ထားတဲ့ပိုက်ကွန်နဲ့သားကောင်တွေတကောင်မှမရှိဘူးကွာသားကောင်းနေများတင်ပြီးအိမ်များပြန်လေသလားခါတိုင်းဒီချိန်အိမ်လဲတစ်စီတိုင်းတော့ပြန်ပို့ပြီးအိမ်ပြန်လာတော့မဟုတ်တော့ဘူးဟေးအဖေရန်သူများတွေ့နေသလားလာရှာကြစို့ရှောက်ပြီးတော့ရှာလိုက်တာပရိသတ်ကြီးအဖေငုတ်တို့ထိုင်းရတွေ့ဟာဟေးတို့ဖေရန်သူတွေ့ပြီလာပြေးအောင်ဟေးလာအဲ့ဒါလို့ခေါ်ပြီးတော့9ယောက်အဖေနောက်ကငုတ်တုတ်ထိုင်ပြီးမြားနဲ့ချိန်လိုက်တော့ဘုရားကိုယ်တော်မြတ်ကသူ့သား9ယောက်ဒီသူ့ဖေကဲ့သို့မလှုပ်မကြွငုတ်တုတ်ကြီးတွေရှိကြပါစေသာတတန်းအဘရှိအောင်ငုတ်တုတ်ကြီးလှုပ်မလှုပ်တော့လေမုတ်ဆိုးကြောဖြစ်တဲ့သောတာပန်မလေးကသမီးတော်လာကြညီတို့လေငါးတွေလည်းပြန်မလာဘူးတို့ရင်ငါဟာကြီးလည်းခုတည်းထိပေါ်မလာဘူးတို့ငါဟာကြီးဆိုတာမုတ်ကြီးပြောတယ်အဲ့လေမုတ်ဆိုးကြီးပြောတယ်ဟာလိုသွားလို့ပြန်ဖြစ်ရသမီးတော်မေးလိုက်မယ်လားသွားကြစို့ဆိုပြီးတော့ရောက်ခမနဲ့ချွေးမ9ယောက်10ယောက်သားလာကြဒီရောက်တော့ဟဲ့သမီးတို့ကြည်စမ်းပိုက်ကွန်နေတယ်လေတားကောင်တကောင်မှမရှိဟောကြည်စမ်းညီတို့ဖေကရှေ့ကညီတို့အိမ်သားတွေကနောက်ကရန်သူတွေ့လို့ဝိုင်းချင်းနေကြပြီလားသွားကြစို့ဆိုပြီးတအားလေးပြေးပြီးနောက်ကငုံကြည့်လိုက်တော့ချိုးပုတ်ထဲဘုရားသတင်းသုံးနေတာတွေ့မလေးငါဖေဖျားပါလားတားတော့မပြစ်ကြနဲ့အဲ့ဒါငါဖခင်ကြီးမလေးငါဖခင်ကြီးကိုမင်းတို့မပြစ်လိုက်ကြပါနဲ့မုတ်ဆိုးကြီးအဲ့ဒါကျုပ်ဖခင်ကြီးမပြစ်နဲ့တားလို့ရေငါဖခင်ကြီးကိုမင်းတို့မပြစ်လိုက်ကြပါနဲ့အမလေးငိုမှာပေါ့ဗျာငိုတယ်လို့မှတ်ပေါ့ငါသားတို့မပြစ်ကြနဲ့မုတ်ဆိုးကြီးမပြစ်နဲ့အဲ့ဒါကျုပ်ဖခင်လို့ဆိုတော့ဒေါသလေးတွေပြေသွားတယ်အရေးကြီးတော့သွေးနီးမှရွှေမျိုးစတ်တာကိုမုတ်ဆိုးကြီးဒေါသပြေတော့လှုပ်နိုင်လားကံကောင်းလို့ငါမိမတထေသမီးဘုရားနဲ့ငါနောက်လိုက်ပြေးလာတယ်သူ့ဖေလည်းငါတခါမှမြင်ဘူးငါမိမဖခင်ဆိုကံကောင်းလို့ငါရောက်ခမကြီးငါပြစ်တော့မလို့ရေးတဲ့ရွှေမျိုးသွားစတ်သား9ယောက်ကလည်းတို့အမေရဖခင်ဆိုရင်တို့အဖေကြီးတို့ပြစ်မိတော့မလို့ဒေါသတွေပြေးလာလွယ်ဘူးနော်ရွှေမျိုးစက်ကလည်းတချို့ကရမ်းစတ်ရင်တော့ကကျုံတော့ကရောက်ဖတ်တယောက်ပါကျုပ်အမနဲ့ရအဲ့ဒါတကားတယောက်ကရှင်မရတာပါတော်တုံးနဲ့ကျုပ်ရောက်ဖပါဗျာ
ဒါလူကတိကတ္တလာပြီအရှင်ဘုရားရောက်ဖဆိုတော့အရှင်ဘုရားကပွေးရတယ်လားသူကပွေးရတယ်အတော်ဆိုးတဲ့လူပါဆိုမှခင်ဗျားနဲ့ညာလို့ဘုန်းကြီးရောက်ဖဘုန်းကြီးပေးရတာပေါ့မသိဘူးဘုရားတဲ့ဘုရားနဲ့ဒေဝရကြတော့ဒေဝရကဘုရားရောက်ဖဆိုတော့အဲ့ဒါကြတော့ဒေဝရကရသောရရာပေးထားဗျာဟုတ်တယ်ကတိကတ္တပြောပါတယ်ဒါကြောင့်တရားနာပြည်သားကြီးရွှေမျိုးဆက်ရာကထွက်သွားတဲ့စကလုံးကျုပ်ကဘေးချောထွက်သွားကဲဆက်ကြပါအောင်စုဗျာဒီလိုဒေါသတွေပြေပြောက်တော့မှမြတ်စွာဘုရားတပည့်တော်လင်သားဖြစ်တဲ့မုတ်ဆိုးကြီးနဲ့သား9ယောက်ချွေးမ9ယောက်အပေရကားပေါက်ပိတ်အောင်တရားရည်အေးတိုက်ကျွေးတော်မူပါဘုရားလို့လျှောက်ထားတော့မြတ်စွာဘုရားကိုရောမြတ်ကသူတို့နဲ့တင့်လျော်လျှောက်ပတ်တဲ့ဒေသနာဓမ္မကပြလိုက်တော့ဟောတရားနာပြည်သားကြီးမုတ်ဆိုးကြီးနဲ့တကွာသား9ယောက်ချွေးမ9ယောက်ယေတိနဲ့ဝိစီကိစ္စကွာလို့သောတာပန်နေဖြစ်ကြပါသည်ပြေသာကြီးစောစောကသောတာပန်ဖြစ်ပြီးသားမုတ်ဆိုးကြော်လေးနဲ့ဆိုတော့အခု15ယောက်နဲ့သောတာပန်ဘယ်နှယောက်ဖြစ်သွားတယ်သောတာပန်16ယောက်ကိုင်းသူတို့လည်းအိမ်ပြန်ဖះလည်းကြောင်းပြန်ကြွတန်ဃာတော်တွေဖះကြောင်းတော်မှာစကားဖြစ်ကြဘယ်နဲ့တော့ငါရှင်းတို့သောတာပန်ဆိုတာသူများအသက်မတတ်ဘူးမဟုတ်လားပါဏာတိပါဒသိက္ခာဘုတ်အသက်ပေးဆောက်တည်သွားပြီမဟုတ်လားအခုတော့သောတာပန်မှလည်းမုတ်ဆိုးကြီးနဲ့လင်းမုတ်ဆိုးမရသောတာပန်ဆိုတော့ဒုပေတာပေလှပေမြပေဓာတွေပေးနေရသဖြင့်ပါဏာတိပါဒသိက္ခာဘုတ်ကြီးနဲ့ညိမညိသောတာပန်အစစ်ဟုတ်မဟုတ်လို့စကားမေးခွန်းနေထုတ်နေကြတော့ဘုရားရောက်သွားဟဲ့ခြေသားများဗာပြောနေကြဒီလိုဒီเจ้าမှာဗျာသောတာပန်ကြီးဖြစ်ပြီးတော့ဓာပေဒုပေဒီအလုပ်တွေလုပ်နေရပါဖြင့်ပါဏာတိပါဒသိက္ခာဘုတ်မှာလွတ်ကင်းပြီးတော့သောတာပန်အစစ်ဖြစ်တယ်ဆိုတာဟုတ်မှဟုတ်ကြရလားလို့တန်တရားမရှင်းလို့ပြောနေကြပါဗျာရှိတာတော့သောတာပန်အစစ်ဖြစ်တဲ့ကွယ်ပါဏာတိပါဒသိက္ခာဘုတ်မှာမဏိမစွန်းမနဲ့တန်ရှင်းစင်ကြယ်တဲ့ကွယ်လို့ဥပမာပြ၍ပါဏိမိစေဝနောနတဟရိယပါဏိနံဝိတံအဝနံဝိသမနွေတိနတ္ထိပါပောင်းအာကုဝတောတဲ့ဘုရားကဟဲ့ချစ်သားတို့အရေးနုထွားလက်ဖွားပြင်မှာအနာမရှိဘူးဆိုကြပါစို့ကွယ်အနာမရှိတဲ့လက်ဖွားပေါ်မှာအနာကိုတက်စီရတဲ့အစိတ်တင်တော်လဲအနာမရှိလို့အစိတ်မတက်ဖဲလျှော့ကြပြီးတော့ချမ်းသာရသလိုဥပမာလေးဥပမေယကချစ်သားတို့တဲ့ငါသမီးဒီဒုံပေးတာပေးလေးပေးမြပေးလို့မုတ်ဆိုးခိုင်းသမျှလောက်ရတော့လေလင့်ဝတ်တရားမယားဝတ်တရားဆိုတာရှိတယ်ကွမယားဝတ်တရား9ပါးနဲ့လင်ကိုပြုစုရမယ်လို့ငါဖះဟောထားတဲ့တရားတော်အတိုင်းမတိမ်ပါရအောင်သာလင်ခိုင်းသမျှလောက်တော့လေငါပေးသောဒုဋ္ဌာလက်နဲ့ဘယ်နှကောင်ရပါစေဘယ်တော်တွေသေပါစေဆိုတဲ့စေရနာဆန္ဒမရှိပါသဖြင့်ပါဏာတိပါဒသိက္ခာဘုံမှာလွတ်ကင်းလေတော့ဒီခြေသားတို့ရှင်းရှင်းလေးပြောတာနော်မြန်မာလိုအဲ့ဒါလိုမိတ်တော့တန်ဃာတော်တွေကမြတ်စွာဘုရားတဲ့မုတ်ဆိုးကြီးနဲ့အပေရကပိတ်တဲ့သောတာပန်မကြီးနဲ့သားကောင်းနဲ့တတ်တဲ့ပါဏာတိပါဒသိက္ခာဘုံလွန်ကျူးတဲ့လူကြီးနဲ့ဘယ်နဲ့ကြောင်များသွားပြီးတော့ရပါလိမ့်မလို့ဘုရားရှောက်ကြခြေသားတော်ဒီဘုရားကရေစက်တမဟုတ်ဘူးကွဘိုးဘေဝတဏိဝတေနပစ္စုပန္နဟိတေနဝါနောက်ဘုရားကရေစက်ဘုရားကိုယ်တော်မြတ်ကကြုတ်ဟောခဲ့တဲ့ရှေ့ပိုင်းကဇတ်ထုကလေးပြန်ဆက်ငါအိတ်နောင်တို့ကတ္တဗမြတ်စွာဘုရားလက်ထက်ကငွေရှိကလေးနဲ့ဖယဂျုံအဖြစ်ခေါင်းလောင်းထိုးလှူပြီးတော့16ယောက်အတူပြုခဲ့တဲ့ကုသိုလ်ကြောင့်ခြေသားတော်နောက်ဘဝကရေစက်ကိစ္စဘယ်ဘဝကရေစက်ရေစက်ဟေးရေစက်ရှိလို့ဒီဘဝဇနီးမောင်နှံလာဖြစ်ကြတဲ့အချိန်ခါမှာတင့်တဲ့လျောက်ပတ်စွာတယောက်နဲ့တယောက်တဲ့တဲ့ပျော်ပျော်ရွှင်ရွှင်အိမ်တော်ကြီးသာယာအောင်နေထိုင်ကြဖို့သံသိမင်းနာကြီးထူးကြီးဆရာတော်ပြောသလိုဖြစ်မတက်ကိုမတက်တော့ဘူးငါစအိမ်ပြောင်ကြည့်နာဒီတိုင်းပဲဆိုပြီးဟောနာဟိုစကင်းပေါက်စလေးလည်းမသွားဘူးဟာအေးရှိစေတော့ကွာဇက်လန်းကလည်းနေထိတန်းနေပါပြီနော်နေထိတန်းနေတော့ဘုရားကိုယ်တော်မြတ်ကဒီလိုဟောကြားတော်မူတဲ့တရားကိုနာရသဖြင့်ဘုရားကိုယ်တော်မြတ်၏ဒီဝိသားသည်ဓမ္မာမိသမယဖြစ်ကြပါသည်ဆိုတဲ့ပြောခြင်းသူလူအများလိုက်ကြမလားဆိုတာမိမိတို့ပြုတဲ့ကံနဲ့
မိမိတို့သွားရဘုံတွေကိုတရားနာပိတ္တကြီးကံကြောင်းလှုပ်ကြောင်းနဲ့ပြောခဲ့သဖြင့်အားလုံးသောတရားတော်မှတွေသည်ယခုကဲ့သို့အတူတကွနိဗ္ဗာန်ကိုသွားနိုင်ကြရအောင်ကြိုးစားပြီးတော့နီးလန်းယူနိုင်ကြပါစေလို့သတိပေးပြီးတော့ gain အားလုံးဆိုစမ်းပါဖြည်းဖြည်းပေါ့ပြန်လာပေါ့လှုပ်မလုပ်ပါနဲ့သာဓုခေါ်ပြီးမှပြန်လာပေါ့ဘုန်းကြီးဟောတဲ့တရားဝဲသာဓုခေါ်ကြော့ပြီးပြန်လာပေါ့ gain ခိတ္တလေး9မိနစ်မကြာဘူးပြိဿဆိုစမ်းပါတကဘာလုံးမှာမြတ်တတာချမ်းသာကိုစိတ်မြဲပါစေချမ်းသေးရလားတကဘာလုံးဘသူချမ်းထားသေးလို့မတက်တဲ့လူတွေချမ်းထားသေးလို့မချမ်းနဲ့အကုန်ဖို့မိအေးလို့လုံးမှာစိုးလို့မိအေးမေတ္တာပို့တာ30ဘုံချမ်းသာကြပါစေမောင်တုတ်ကြီးအလွန်မောင်တုတ်ကြီးကသူနဲ့မတည့်ဘူးမတည့်တဲ့လူချမ်းထားမှာစိုးလို့ကဲဖို့စမ်းတစ်ခေါက်တကဘာလုံးမှာမြတ်တတာချမ်းသာကိုစိတ်မြဲပါစေအားလုံးကိုယနေ့ညကြွရောက်လာကြတဲ့တရားနာပရိသတ်ကြီးချမ်းသာကြပါစေမြစ်ထဲသွားကြမလိုက်ဆိုနေကြပြီကိုပို့နေလို့လိမ်မျိုးတွေမို့မြစ်ထဲသွားခိုင်းတာဘယ်နဲ့အားလုံးနေတာတော့ကျုပ်ကတရားနာပရိသတ်ကြီးချမ်းသာကြပါစေကျုပ်ကပို့တာအားလုံးမလိုက်နဲ့တော့ဆရာတော်ဘုရားလည်းချမ်းသာပါစေဘုရားဟောဗျာဘုန်းကြီးပို့တဲ့မေတ္တာကပိုက်ထဲပြီးဘုန်းကြီးပြစ်ထားခဲ့မယ်ကိုပြန်ဖို့လိမ်မျိုးတွေအားလုံးမလိုက်နဲ့ဆရာတော်ဘုရားလည်းချမ်းသာပါစေပြန်ဖို့အားလုံးကိုယနေ့ညကြွရောက်လာကြတဲ့တရားနာပရိသတ်ကြီးချမ်းသာကြပါစေပို့ကျုပ်ကြတွန်းလို့နေတယ်အားလုံးကိုယနေ့ညကြွရောက်လာကြတဲ့တရားနာပရိသတ်ကြီးကျမ်းမာကြပါစေကဲအိမ်ပြန်ပို့ကြပါစို့အတ္တဂေဟေပြောသမျှဟောသမျှတွေကသဘောမကြပဲအပြစ်တွေ့ကြလျင်ရှင်ရင်နေဖုံမုံစိတ်တွေပြစ်ပြသေးသေးသောမိမိတို့အင်္ဂယာဌာနသို့နိဝတ္တတုသီခံရတာပြန်ကြပြီတော့နိဝတ္တတုမေတ္တာရေပခါဖြံလိုက်မယ်ပြစ်ပရာတွေဝေးရကမြန်စီရောချစ်သာဆွေကလျောင်းပြီးကိုစိတ်နှပြချမ်းသာစွာဖြင့်မှန်စွာမနေပြန်ပါလေတော့ပြန်ကြစေကုန်သတည်း